အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့စားဝတ်ချံနှိမ်နှင်းနီး၃နည်းကိုပြောပြပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်စလိုက်ရအောင်နံပါတ်1 Salicylic acid အဆီပိတ်တာကိုဖြေလျှော့ပေးတဲ့ acid ပါဝင်တဲ့မျက်နှာသစ်တစ်ခုနဲ့မျက်နှာကိုမနက်တစ်ချိန်ညတစ်ချိန်တေချာတစ်ပေးပါ Salicylic acid ကချွေးပေါက်တွေထဲကိုထိုးပေါက်ဝင်ရောက်ပြီးပိတ်ဆို့နေတဲ့အဆီနဲ့ဆဲသေးတွေကိုဖယ်ရှားပေးနိုင်ပါတယ်နံပါတ်2ပုံမှန် exfoliate လုပ်ပြီးမျက်နှာကြီးချွတ်ပေးဖို့လိုပါတယ်အသားအရည်ကိုကျန်းဆက်စေတဲ့ physical scrub တွေထက် AHA BHA ပါတဲ့ chemical exfoliant ကိုတစ်ပတ်2ကြိမ်3ကြိမ်သုံးပေးတာကပိုကောင်းပါတယ်သူကအသားအရည်ပေါ်ကဆဲသေးတွေကိုတေးသေးချာချာဖယ်ရှားပေးပြီးချွေးပေါက်ပိတ်ဆို့မှုကိုယာနှုံးပြည့်ကာကွယ်ပေးမှာဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ non comedogenic နဲ့ moisturizer ကိုအသုံးပြုပါဒါကချွေးပေါက်တွေကိုထပ်မပိတ်စေပဲအသားအရည်ကိုအဆိုဓာတ်ဖြည့်ပေးတယ်အသားအရည်6တွေ့ရင်အစီပိုထွက်ပြီးစားဝတ်ချံပိုထွက်နိုင်တာကိုသတိပြုပါအခုလိုလှုပ်ဆောင်ခြင်းဖြင့်စားဝတ်ချံပြဿနာကိုထိထိရောက်ရောက်ဖြေရှင်းနိုင်ပါတယ်သင်အသားရည်နဲ့ကိုက်ညီတဲ့ product ကိုရွေးချယ်ဖို့မမေ့ပါနဲ့စားဝတ်ချံအတွက်ဘယ်လို ingredient ပါဝင်တဲ့ product တွေသုံးမှုလဲဆိုတာ comment မှာမျှဝေပေးပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ